မင်္ဂလာပါညီလေးမမောင်ရေးတဲ့အကိုတို့ထိုင်းမှာတော့မြန်မာပြည်သားတွေအတင်းအကျပ်ဖြစ်နေပြီတဲ့စိတ်မကောင်းဖို့အရန်ကိုကောင်းပါတယ်နော်ဒီကိစ္စမှာဘသူမှအပြစ်တင်လို့မရဘူးနော်ဟိုမြန်မာပြည်သားတွေထိုင်းကိုရောက်လာတယ်အင်အားနဲ့ဒုနဲ့ဒဲနဲ့ပေါ့နော်ဒါမျိုးပြုံပြီးရောက်လာတဲ့အခါမှာတော့နိုင်ငံတစ်ခုကနော်အေရှင်နိုင်ငံအနေနဲ့ကတော့ shock ဖြစ်စမြဲပါပဲ shock ဆိုတာသိရမလားအန်အောမင်တက်ပြီးတော့ထိတ်လန့်ကြောက်ရွံ့အားစမြဲပါပဲအဲ့ဒီတော့ကြောင့်မလို့သူတို့လူမျိုးတွေရဲ့ဒါမျိုးတုံ့ပြန်လာမှုဟာအန်အောစရာမဟုတ်ဘူးเนาะအန်အောစရာမဟုတ်ဘူးမိမိနိုင်ငံဘယ်နိုင်ငံပဲဖြစ်ပါဥပမာဖြစ်ခင်ဗျာဝင်းမကြည့်နဲ့ဗျာဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဝင်လာပါတယ်ဆိုပြီးတော့ခင်ဗျာသတ်မှတ်ထားတော့ဒီရိုဟင်ဂျာဘင်္ဂါလီပေါ့ဗျာနော်မွတ်စလင်တွေနဲ့ပတ်သက်ရင်တော့ပါပဲဒေသခံတွေကကြောက်ရွံ့စိုးရိမ်မှုတနိုင်ငံလုံးကြောက်ရွံ့မှုရှိသေးတာပဲကျွန်တော်မြန်မာနိုင်ငံဟိုဘက်မှာတန်းနဲ့ချီပြီးရှိတယ်လေတန်းတော်မှာရိုးတန်းမဟုတ်ဘူးเนาะထိုင်းလိုနိုင်ငံမျိုးမို့လို့ဒါပေါ့ကျွန်တော်မြန်မာနိုင်ငံမျိုးဒါမျိုးဘင်္ဂလားဒေ့ရှ်ကနေပြီးတော့အုံနဲ့ကျင်းနဲ့ဒါမျိုးဝင်လာပြီးဟဲ့ဆိုရင်ကျွန်တော်လူမျိုးတွေဘယ်လောက်ထိဒေါသထွက်လဲကိုချင်းစာတရားလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ကလည်းကျွန်တော်တို့ဒုက္ခအရောက်နော်ဒုက္ခတွေရောက်နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ထိုင်းကိုခိုးဝင်ရတယ်ထိုင်းကိုသွားရတယ်နော်ဘဝရက်တီရှင်သန်ရေးတွေအတွက်သွားရတယ်လို့ထိုင်းဘက်ကလည်းထိုင်းနိုင်ငံပုံလင်းပြောလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံထက်နားလည်မှုတော်ကြီးပါတယ်နော်မြန်မာပြည်သားတွေဒါမျိုးပြုံနဲ့အုံနဲ့ကျင်းနဲ့လက်ခံထားတာပဲကြောင်ကြားကြည့်လဲမြန်မာပြည်သားလမ်းဘေးကြည့်လဲမြန်မာပြည်သားလေကွင်းထဲကြည့်လဲမြန်မာပြည်သားတောထဲကြည့်လဲမြန်မာပြည်သားအိမ်အလုတ်သမားလဲမြန်မာပြည်သားစက်ရုံလဲမြန်မာပြည်သားအကြတဲ့ခါကျဒီထိုင်းနိုင်ငံရဲ့ဒါမျိုးပေါ့ထိုင်းအမျိုးသားရေးသမားတွေရဲ့ဒါမျိုးရက်တီလာမှုနဲ့ကျွန်တော်တို့မြန်မာပြည်ကအမျိုးသားရေးသမားတွေရက်တီမှုနဲ့ရှင်လိုက်မယ်ဟဲ့ဆိုလို့ရှိရင်တော့စီနဲ့ရေလိုအောင်ကွာပါသေးတယ်နော်အဲ့တော့ထိုင်းတွေကိုလည်းနားလဲရမှာဖြစ်တယ်နားလည်ရမှာဖြစ်သည့်အလျောက်ကျွန်တော်တို့ဘက်ကလည်းစီယုံရေးလေးတွေစီကံလေးတွေသူတို့လူမျိုးတွေရဲ့နေထိုင်စားသောက်ပုံလေးနဲ့အလျော့ကန်စွာလျော့ညီစွာနေပါကိုရီးယားသွားပြီးတော့ထိုင်းနိုင်ငံအောင်တိမ့်တဲ့ပုံစံမျိုးမဖြစ်စေဖို့အရေးကြီးတယ်နော်အဲ့တော့လူတွေဖြစ်သည့်လျောက်တော့လူတွေဖြစ်တတ်သောပြဿနာတွေကအမျိုးမျိုးဖြစ်မှာပဲမပုံနဲ့ကျွန်တော်ဘယ်လူတွေမှာဖြစ်တတ်တဲ့ပြဿနာတွေပါလဲမရင်းမှုတို့ခိုးမှုတို့လူရက်မှုတို့တပ်ဖြတ်မှုတို့အုပ်စုဖွဲ့ရိုက်နှက်မှုတွေဒါတွေကဖြစ်နေစမြဲပဲဖြစ်တယ်လေအဲ့တော့အဲ့ဒီအပေါ်မှာအခြေခံပြီးတော့လူမျိုးခွဲခြားမှုတွေမဖြစ်စေချင်ဘူးအဲ့တော့ကျွန်တော်ထိုင်းမှာရောက်တဲ့မြန်မာပြည်သားတွေအနေနဲ့ကလည်းကိုယ့်အချင်းချင်းမှာလည်းစီကံရှိပါထိုင်းနိုင်ငံဥပဒေကိုလေးစားပါထိုင်းလူမျိုးတွေကိုစီးရုံပါထိုင်းလူမျိုးကလည်း2မျိုးလောက်ရှိတယ်ထိုင်းလူမျိုးကမြန်မာပြည်သားတွေအပေါ်မှာကျင်နာတတ်သောလေးစားတတ်သောထိုင်းလူမျိုးတွေရှိသလိုမြန်မာပြည်သားတွေမုန်းတီးနဲ့ထိုင်းလည်းရှိတယ်အကိုကကို့မှာတချို့ဂျားနေထိုင်းလည်းရှိတယ်အဲ့တော့ကိုကဘယ်လိုခေါ်မထိုင်းမြန်မာပြည်သားတွေကစီကံကောင်းနေပြခြင်းကုညီတက်ခြင်းရိုင်းမင်းတက်ခြင်းနောက်ဆုံးပြပြနော်လှုပ်အားပေးလေးတွေလိုက်လှုပ်ပေးခြင်းအဖိုးဖွားအိုတွေကုညီပေးခြင်းနော်ဒါမျိုးလေးလှုပ်ခြင်းအပြည့်ထိုင်းလူမျိုးတွေကမြန်မာလူမျိုးတွေကိုချစ်ခင်လာအောင်ဆွဲဆောင်စည်းရုံးနိုင်မှုကြိုးစားပါကြိုးစားပြီးတော့ကိုယ့်ထိုင်းမြန်မာပြည်သားတွေကိုစန့်ကျင်နေတဲ့ထိုင်းတွေကိုစည်းရုံးနိုင်မှုကြိုးစားပါဒါတွေကတော့ကျွန်တော်ဆက်လက်ပြီးရင်ဆိုင်နေအောင်မှာဖြစ်တယ်နော်ခဏတာမဟုတ်ဘူးတဲ့ဘဝလုံးဖြစ်ချင်းဖြစ်သွားမှာနော်ဟုတ်ပါမောင်လေးတဲ့ဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာတွေလို့တဲ့တလုံးသူများနိုင်ငံမှာနေပြီးနိုင်ငံသားလည်းမဖြစ်ချင်ဘူးတဲ့အဲ့ပေါ့နိုင်ငံသားဖြစ်ချင်တယ်မဖြစ်ချင်ဘူးတော့နော်တိုင်းသားဖြစ်ချင်တယ်မဖြစ်ချင်ဘူးဆိုတာကတော့ဒါစံသားပေါ့လေဘယ်လိုပဲဖြစ်တော့အချိန်တိုင်းတာတစ်ခုထိတော့နေရမှာပဲဖြစ်တယ်အဲ့တော့လူဘဝဆိုတာဒါသတ်မှတ်ချက်တွေပါနိုင်ငံသားတို့ဘာလို့ဆိုတာသတ်မှတ်ချက်တွေအဲ့တော့လည်းပဲကိုကနေထိုင်တဲ့အချိန်ထိုင်းမှာမြန်မာပြည်သားတွေနေလာဘယ်လောက်ကြာပြီလဲကျွန်တော်လွန်ခဲ့တဲ့အနှစ်20လောက်က25နှစ်လောက်ကဆိုလို့ရှိရင်မြန်မာပြည်သားတွေပိုများလာတယ်နော်ဟိုးလွန်ခဲ့တဲ့အချိန်ဖြည်းဖြည်းများအခုဆိုနှစ်ပေါင်းမရှိဘူးဆိုလို့ရှိရင်နှစ်ပေါင်း40နောက်နှစ်ပေါင်း100လောက်ဖြစ်သွားနိုင်တယ်နော်အဲ့တဲ့ကွက်ကိုနေတာတော့မနေ့တုန်းကထိုင်းဆိုင်ကယ်တက္ကစီသမားပေါ်တင်ရန်တွေ့တယ်တဲ့ထိုင်းတက္ကစီသမားပေါ်တင်ရတွေ့နော်ကိုနေတာအောင်မှာဟုတ်တယ်ဒါမျိုးတွေကြုံရမယ်ဒါမျိုးတွေကြုံရမှာစီးရတဲ့ကြောင့်အနေထိုင်လေးအဆင်ချင်မှာတက်နိုင်ဆုံးတီးခံပါဒါပေမဲ့အတီးခံတယ်ဆိုတော့အတိုင်းတာရှိတာပေါ့အတိုင်းတာတစ်ခုဆိုတဲ့ဒီတားထားတဲ့စီးကိုကြော်လာတဲ့ခါကျလို့ရှိရင်ဥပဒေရေးရာဖြည့်ရှင်းမှာလူမှုရေးအဖြစ်ဖြည့်ရှင်းမှာနော်ဘာကြောင့်စိတ်လိုက်မှပါမိမိဘက်ကပြန်ပြီးတော့ရမဖြစ်မိစေနဲ့စကားမပြောမိစေနဲ့ဘာကြောင့်လဲဆိုတော့ကိုရီကအခြေခံလုပ်သားဖြစ်နေလာတာဖြစ်တယ်ထိုင်းမှာလည်းကိုလိုမျိုးပဲကိုရီလာတဲ့အတွက်ကြောင့်မို့လို့မြန်မာပြည်သားတွေလာတဲ့အတွက်ကြောင့်ထိုင်းလူမျိုးတွေအလုပ်တွေမရတော့ဘူးလေနော်အလုပ်သမားချင်းတောင်မှပဲတခါတည်းထိုင်းလူမျိုးတွေရဲ့လုပ်သားစည်းကပျက်စီးသွားတာကိုထမင်းစားရရင်တော့လုပ်မယ်ဆိုတဲ့အခြေအနေမျိုးတွေထီနေလာတဲ့မြန်မာပြည်သားတချို့လည်းရှိနေတယ်လေနော်အဲ့တော့လုပ်သားစည်းကပျက်စီးတဲ့အခါမှာထိုင်းမှာရှိတဲ့လုပ်သားတွေအကုန်လုံးကထိုင်းမှာဆက်နေလဲ
ထိုင်းမျိုးမငားတော့ပိုပြီးဈေးချိုတဲ့မြန်မာပြည်သားတွေငားမှာပေါ့အလုပ်သားတွေကအဲ့ဒီအတွက်ကြောင့်ဈေးချိုတဲ့သူငားတော့သူတို့တွေကဒုက္ခရောက်တယ်သူတို့မိသားစုတွေအဆင်မပြေတော့ဘူးအဲ့တော့သူတို့ခင်ဗျာမှာအစ္စရေးတို့ဘာလို့မှသွားပြီးတော့တောင်ရလောက်ရတာရှိတယ်ကျွန်တော်တို့နိုင်ငံမျိုးတွေမှာလာပြီးတော့အသီးခူးနေရတာတွေရှိတယ်နော်ဂျပန်လိုနိုင်ငံမျိုးတွေသွားနေရတာရှိတယ်အဲ့တော့မြန်မာကထိုင်းကိုလာတယ်ထိုင်းမှာရှိတဲ့အခြေခံလုပ်သားတွေကစင်ကာပူတို့မလေးရှားတို့နော်အမေရိကတို့အစ္စရေးတို့ဘာလို့မှဒါသူတို့သွားလုပ်ရပြန်အောင်အဲ့တော့သူတို့တွေရဲ့ခက်ခဲတွေသူတို့တွေပုံမှာလဲစာနာဖို့မမေ့ပါနဲ့ပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်ကိုယ်နိုင်ငံသူများနိုင်ငံဈေးချိုတဲ့ဥမာပြကျွန်တော်တို့နိုင်ငံကိုဟိုတုန်းကပေါ့လေနော်ဟိုတုန်းကဘင်္ဂလားဘက်ကနေပြီးတော့လုပ်သားဈေးချိုတဲ့လေသားဈေးချိုတဲ့လေသမားတွေပေါ့လေကူလီလို့ခေါ်တာပေါ့လေကူလီလာတဲ့ခါမှာတော့ကျွန်တော်နိုင်ငံအလုပ်သမားတွေကအလုပ်သမားတွေကအလုပ်ခေါ်မခိုင်းတော့ဘူးဒါမျိုးတွေဖြစ်တယ်လို့ပဲကျွန်တော်မြန်မာပြည်သားတွေထိုင်းကိုသွားတဲ့ခါမှာတော့ထိုင်းမှာရှိတဲ့လုပ်သားတွေကမြန်မာပြည်သားတွေပေါ်မှာညှို့ညင်တာတွေနော်သူတို့ရဲ့လုံခြုံရေးတွေအစားသဖြင့်ပေါ့အမျိုးမျိုးပြောလာတာရှိလာပြီလေအဲ့ဒီတော့ကြောင့်မို့လို့ကိုရီးယားလည်းကိုရီးယားဘယ်လိုခေါ်ဖြစ်တည်မှုတွေကဘာလဲဆိုတာကိုရီးယားဖြစ်တည်မှုကတစ်ဖက်ဘယ်လိုခေါ်မလဲဆိုတော့တစ်ဖက်လူအဖွဲ့အစည်းတဲ့ချင်းချောက်မှုဖြစ်နေဆိုတာလည်းမမေ့စေချင်ဘူးအဲ့တော့ဘာလို့အောင်လဲကိုရီးမှာလည်းကိုရီးယားအခွင့်အရေးရှိတယ်ကိုရီးယားဘဝအခက်အခဲရှိတယ်သူတို့တွေနဲ့မျှစားဝေစားနိုင်တော့စူးစမ်းပါလေနော်လောကကြီးကမျှစားဝေစားရမယ့်အခြေအနေပါမြန်မာတွေတဲ့ကုညီပါတယ်တဲ့တမိုင်းအရှုံးနဲ့မုန်းနေတာတဲ့ဘလောက်ကောင်းနေပါစေတဲ့ပထမဆုံးဘာမှမပြင်နဲ့တဲ့နော်စစ်မှုထမ်းသာပြင်လိုက်ရင်မြန်မာပြည်ကလူငယ်တွေပြန်မြင်ရမှာအေးဟုတ်တယ်ဗျာနော်စစ်မှုထမ်းမှာကြီးတော့တေမြောက်ကြောက်ကြတာ哦ဟိုတုန်းကဒါမျိုးပေါ့နော်စစ်မှုထမ်းမဖြစ်မနေဆွဲတာတိုင်းသားလက်နက်ကင်တွေမှာရှိတယ်တိုင်းသားလက်နက်ကင်တွေ KNU တို့နော် DKBA တို့ KIA တို့ဝင်ဆွဲတာဆွဲတဲ့ခါမှာလူငယ်တွေကဘယ်လိုသွားလဲဆိုလို့ရှိရင်တောတောင်တွေမှာမနေတော့ဘူးဘယ်သွားလဲဆိုကျွန်တော်တို့ရန်ကုန်မြို့တို့မန္တလေးမြို့တို့မှာသမင်းစားရရင်ပြီးရောဆိုပြီးလာနေကြတော့တိုင်းသားလူငယ်လေးတွေရှိတယ်ကရင်လေးတွေဆိုလည်းအများကြီးပဲကရင်မလေးတွေဆိုလည်းအများကြီးပဲနော်ချို့တိုင်းသားတွေပဲချင်းလေးလာနေကြတယ်နော်ရန်ကုန်မှာအေဂျင့်တော့ဘာပြဿနာမှမရှိဘူးမြို့ကြီးတွေမှာလာနေကြတယ်ဘာကြောင့်သူတို့တဲ့ဒေသတွေမှာဆက်နေလို့ရှိရင်သူတို့ကစက်သားဆွဲခံရမယ်နော်အတင်းကျပ်စစ်မှုထမ်းခိုင်းခံရမယ်အဲ့တော့ထိုင်းနယ်စပ်တွေမှာဆိုလို့ရှိရင်လည်းကြောက်သွေးယုံတို့နော်ဒီဆက်ချုပ်ယုံတို့သုံးမွေးယုံတို့ဒါမျိုးယုံတွေမှာဆိုလို့ရှိရင်ကရင်လေးတွေအများကြီးပဲသေးလားပုတ်နဲ့တို့နေကြသေးလားဘောလုံးလေးကန်ရွာမှာမနေချင်ဘူးတဲ့ရွာမှာနေလို့ရှိရင်စစ်သားလာဆွဲတယ်တဲ့ထွက်ပြေးကြတာအခုတော့ကျွန်တော်တို့တက်မတော်ကလည်းစစ်သားတွေဆွဲနေစစ်မှုထမ်းကိစ္စတွေဆောင်ရွက်နေပြီဆိုတဲ့ခါကျတော့အရင်ကရန်ကုန်တို့ကတော့ပြေးလို့ရသေးတယ်အခုကျတော့ဘယ်ပြေးရမလို့ထိုင်းမဲ့ထွက်ပြေးရတော့ဗောဗျာနော်အဲ့တော့ကြားလာလေးကျွန်တော်မြန်မာနိုင်ငံလူငယ်တွေအတွက်နေလို့မကောင်းလေဖြစ်လာဒီစစ်ကြီးဖြစ်နေတဲ့ဒီစစ်မီးထဲမှာလူငယ်တွေရဲ့ဘဝတွေအသက်တွေကိုလောင်ကျွမ်းစေမယ့်နေရာကြီးဖြစ်နေတယ်မြန်မာနိုင်ငံတော်တော်ဒုက္ခရောက်နေပါပြီစိတ်ညစ်ဖို့တော်တော်ကောင်းနေပါပြီစစ်မှုထမ်းဥပဒေလည်းဘလုံးမပြင်လို့ရမှာဘူးစစ်တပ်လည်းစစ်ရှုံးခံမှာမဟုတ်ဘူးနော်လက်နက်ကန်လည်းစစ်ရှုံးခံမှာမဟုတ်သူဆွဲကိုဆွဲနေကြမှာပဲဖြစ်တယ်အဲ့တော့လူငယ်တွေအတွက်ကပြေးစရာပဲရှိပါတယ်ပြေးကြလို့ပဲပြောချင်တယ်နော်ပြေးစစ်မှုမထမ်းရင်ပေါ့လေနော်ပြေးပါတိုင်းရင်းသားတွေမှာကကရင်ကစိတ်သက်အညံ့ဆုံးပဲတဲ့အေးပေါ့တိုင်းရင်းသားကရင်ကကျွန်တော်မနေ့ကလိုက်မှလာမလို့ပြောခဲ့ပါတယ်နော်မမမှုပြုခြင်းလို့ခေါ်တာပေါ့မြို့ကရင်နဲ့တောကရင်နဲ့မတူသေးဘူးအဲ့တော့တောကရင်ကတောကရင်နော်မြို့ကရင်ကမြို့ကရင်နော်ဗမာကရင်ဆိုတာရှိသေးတယ်တောကရင်မြို့ကရင်ဗမာကရင်ဗမာကရင်ဆိုတာကကျွန်တော်ရန်ကုန်မြို့ဘာလို့မှမွေးတယ်ဗျာနော်ဗမာတော်ထဲမှာမွေးတယ်ဗမာတွေနဲ့ဗမာစကားပြောတဲ့ပတ်ဝန်းကျင်မှာမွေးတဲ့ကရင်တွေကကြတော့ဗမာမှုပြုခံလိုက်သူတို့ကရင်လို့လည်းသွားမခေါ်နဲ့နော်ကရင်လို့လည်းခေါ်လို့မကြိုက်ဘူးဗမာလို့ခေါ်လည်းမကြိုက်ဘူးသူတို့ကကြတော့ဗမာမှုပြုခံရထားသောကရင်လို့ခေါ်တယ်ဗမာစကားပြောလဲပို့ပြီးပြီးတယ်ထက်မြက်တယ်အတွေးခေါ်ရှိတယ်ဒါကကြတော့ဗမာမှုပြုခံထားရသောကရင်များလို့ခေါ်တယ်သူတို့စိတ်ထဲမှာပြည်တော်စုစိတ်ထဲပဲရှိတယ်ဗမာဆိုတာလည်းသူတို့မကြိုက်ဘူးမြန်မာဆိုတာပဲသူတို့ကြိုက်တယ်မြန်မာနိုင်ငံကြီးဆိုတာပဲကြိုက်တယ်အားကြတော့ကရင်တစ်မျိုးပေါ့မြို့ကရင်ဆိုတာရှိတယ်မြို့ကရင်ဆိုတာကကြတော့မြို့မှာနေတယ်အစားတောက်အနေထိုင်ကအစဘယ်လိုခေါ်မလဲဆိုတော့မြို့ကြီးသားပုံစံနဲ့နေတယ်ဒါကကြမြို့ကရင်နေကြတော့ကရင်ဆိုတဲ့အယူဆတော့ရှိပေမဲ့သူတို့မှာပြည်တော်စုစိတ်ထဲပဲရှိတယ်နာမည်နောက်တစ်ခုရှိတာပေါ့ဗျာနော်ခြုံကရင်တောကရင်ဆိုတာရှိတာခြုံကရင်တောကရင်ကြတော့ဖအံမြို့တစ်ခါမှမရောက်ဘူးပါဘူးမြောက်ရီမြို့တစ်ခါမှမရောက်ဘူး
ထိုင်းနိုင်ငံဘန်ကောက်မြို့ရောက်ဖူးလိမ့်မယ်ဘယ်ကလာဆိုတောလန်းကနေဖြတ်ပြီးလာကြတာညသူတို့မြန်မာပြည်ရဲ့မြို့တွေဘယ်မှမရောက်ဘူးပါအဲ့တော့အဲ့လိုမျိုးခြုံကရင်တောကရင်ပေါ့နော်ဒီလိုကရင်နေကြတော့တော်တော်ကြီးကိုသူတို့ရဲ့ဘဝအတွေ့အကြုံရပါလေနော်စစ်တပ်နဲ့သူတို့ရဲ့အတွေ့အကြုံမှုတွေမှာခြေခံပြီးတော့ဗမာကိုမုန်းတီးတာရှိတယ်ချစ်တာတွေရှိတယ်နော်အဲ့လိုမျိုးတွေတိုင်းတာတွေရှိတာပေါ့ဝါဒဖြန့်အဲ့တော့ဆွမ်းနာကပြောသလိုပေါ့ကရင်နေအစိုးဆုံးဆိုတာကတော့ကရင်နေရလူမျိုးကြီးတွေပါမြို့ဝကျုံမကရင်နေတော်တော်ထူးကြမှာတယ်နော်အဲ့တော့ကရင်ဒီလိုပဲကရင်လည်းဒီလိုပဲကလားလည်းဒီလိုပဲကလားဆိုတာကျွန်တော်မွတ်စလင်ပေါ့ဗျာနော်မွတ်စလင်ဆိုတော့မွတ်စလင်နဲ့ဟိန္ဒူတွေဒီလိုပဲသူတို့ကဗမာမှုပြုခံတာကတော့မွတ်စလင်တွေကြာသူတို့ကဗမာပဲရုပ်ရှင်မင်းသားဇဲလို့ပါလို့ဆိုတာသူတို့ပြောတဲ့စကားဆိုကျွန်တော်ဗမာတော်မှသူတို့တော့မပြီးဘူးဗျာဖွင့်ဖွင့်လေးပြောရင်နော်သူတို့ပြောတဲ့စကားကျွန်တော်ဗမာတွေပြောတဲ့စကားတဲ့ပို့ပြီးတော့မှပဲ accent တွေပါတယ်နားထောင်လို့ကောင်းနေသေးတယ်အဲ့တော့ဗမာမှုပြုခံထားရတော့မွတ်စလင်စသဖြင့်ပေါ့နော်ရှိသလိုအဲ့တော့ကြောင့်မလို့ကျွန်တော်တို့လူမျိုးရေးခွဲခြားတယ်ဆိုတဲ့နေရာမှာသတိလေးနဲ့ခွဲခြားပါနော်ကိုမောင်ကတော့ဘောမတွေကထမိန်ခြုံသွားပြီတဲ့ဒါကတော့သူတို့ရဲ့ခံယူချက်သူတို့ကြိုက်တယ်လို့ပြောပိုင်မရှိပါတယ်เนาะကျွန်တော်အနေနဲ့ကတော့တေချာတစ်ခုကကျွန်တော်ဟိုရင်တုန်းကလည်းဒီတိုင်းပဲအခုလည်းဒီတိုင်းပါပဲเนาะအမှန်တရားရဲ့အထက်မှာဘယ်သူမှမရှိပါဘူးအဲ့တော့ထမိန်ခြုံလားမခြုံလားဆိုတော့ကျွန်တော်ပြောတဲ့စကားကိုဂဂနနနားမထောင်တတ်တော့အမုန်းတရားနဲ့နားထောင်နေတယ်ဘောင်ခတ်ပြီးနားထောင်နေမယ်ဟေ့ဆိုလို့ရှိရင်တော့ကျွန်တော်စကားတွေကဘလို့မှနားထောင်လို့ကောင်းမှာမဟုတ်ကျွန်တော်စကားတွေကအမုန်းတရားနဲ့နားမထောင်နဲ့အစိမ့်ဆိုတဲ့ဘောင်နဲ့လည်းနားမထောင်နဲ့အနီဆိုတဲ့ဘောင်နဲ့လည်းနားမထောင်နဲ့အမှန်တရားဆိုတဲ့ဘောင်ထဲကနေနားထောင်မယ်ဟဲ့ဆိုလို့ရှိရင်ကိုမမောင်ဘယ်ဘက်ကိုမှမပြောင်းပါဘူးเนาะပြည်သူဘက်ကပါပဲမင်္ဂလာပါကိုမောင်ရေးတယ်မင်္ဂလာပါစစ်တပ်ကသူ့ဟာသူမစင်းကျင်တဲ့အမားတွေတဲ့ကျွန်တော်လူငယ်တွေအသက်တွေမစရေးကျင်ဘူးတဲ့စစ်မှုထမ်းတာမကြောက်ပါဘူးတဲ့ဒီပေါ်စစ်တပ်ကလည်းသူ့ရဲ့အလုပ်မဖြစ်တဲ့ဘယ်လိုခေါ်မလဲဆိုတော့စစ်တပ်ဥဆောင်တဲ့နိုင်ငံရေးကိုဆက်လုပ်နေမှတော့ဒီနိုင်ငံဟာဒုက္ခရောက်နေကြမှာပဲဖြစ်တယ်အဲ့တော့စစ်တပ်ကသိထားမှာပါလဲဆိုတော့မိမိရဲ့စစ်တပ်ဥဆောင်တဲ့နိုင်ငံရေးဟာတိုင်းပြည်ကတဖြည်းဖြည်းပျက်စီးလာတာပဲရှိတယ်အခုဆိုမြို့ပေါင်း330မှာမြို့တွေဘယ်နှမြို့ပါသွားပြီလဲဟုတ်လားရမခါတို့နပခါတို့အကုန်လုံးစုပ်ပြတ်တတ်ကုန်တာပဲအဲ့တော့နောက်တစ်ခုကပြည်သူလူထုရဲ့လူမှုစီးပွားရေးနိုင်ငံတကာနဲ့ကိုတွေကတော့ကိုယ်နိုင်ငံထဲမှာသိရမလားချိန်လို့ရှိရင်ဒီနေ့နဲ့မနေ့ပြန်တော့တိုးတက်လာရှိမှာပါနော်တိုးတက်တဲ့နေရာရရှိပါတယ်ဒါမဲ့တော့ပတ်ဝန်းကျင်နိုင်ငံတွေရဲ့တိုးတက်မှုကမ္ဘာတိုးတက်မှုနှုန်းနဲ့ရှင်းလိုက်မယ်ဆိုမြန်မာပြည်ကခက်ပြက်ကြီးဖြစ်နေတယ်မြန်မာပြည်မှာနေရတာလုံးဝစိတ်တက်ကြစရာကြီးဖြစ်နေတယ်ဒါပေမဲ့ကိုယ်နိုင်ငံထဲမှာကိုရှင်မယ်ဆိုလို့ရှိရင်တော့စစ်ဖြစ်နေတဲ့နေရာမှာလုံးဝသေချေပျက်စီးနေတာဆိုလို့ရှိရင်စစ်မဖြစ်တဲ့နေရာလေးရတက်တာတယ်လက်နက်ကြီးအမြဲကျနေတဲ့နေရာလေးဆိုလို့ရှိရင်လက်နက်ကြီးမကျတဲ့နေရာလေးရတက်တာတယ်ထို့တူမြို့နေဒေသတွေကြာနည်းနည်းတက်တာတယ်ပေါ့နော်အဲ့တော့မြန်မာပြည်တွင်းမှာပဲနှိုင်းရှင်မယ်ဟေ့ဆိုလို့ရှိရင်တော့မြန်မာပြည်ကနေလို့ထိုင်လို့ကောင်းတဲ့နေရာလေးတွေရှိပါသေးလားဆိုတော့ပြောလို့ရတယ်သို့တော်လည်းမိမိပတ်ဝန်းကျင်နိုင်ငံတွေနဲ့နှိုင်းရှင်မယ်နော်တိုးတက်နေတဲ့နိုင်ငံနဲ့နှိုင်းရှင်မယ်ဆိုမြန်မာပြည်မှာနေရတာတကယ်ကိုစိတ်တက်ကြစရာခစ်ပြက်နိုင်ငံကလူတွေလူဖြစ်နေတာပါနော်အဲ့တော့ကျွန်တော်တို့ဘာလို့ရမလဲဆိုလို့ရှိရင်ဒီပေါ်မှာတာယာမနေဘဲနဲ့နိုင်ငံရေးလူမှုရေးထွက်ပေါက်တွေအများကြီးစူးစမ်းဖို့အတွက်ကစစ်တပ်ဥဆောင်တဲ့နိုင်ငံရေးဟာအလုံးမဖြစ်တော့ဘူးအလုံးမဖြစ်တော့တဲ့အပြင်ကိုစစ်တပ်ဥဆောင်တဲ့နိုင်ငံရေးအလုံးမဖြစ်သလိုနော်စစ်တပ်ရဲ့ကိုစားအခုစစ်တပ်ဥဆောင်တဲ့နိုင်ငံရေးပြီးသွားပြီအခုတိတ်မကြခင်မှာစစ်ထွက်ဥဆောင်သောနိုင်ငံရေးကိုရောက်လာတော့မယ်အဲ့တော့စစ်တပ်ဥဆောင်တဲ့နိုင်ငံရေးလည်းသုံးမကြစစ်ထွက်ဥဆောင်တဲ့နိုင်ငံရေးလည်းဘယ်လိုလာမလဲတော့မသိသေးဘူးအဲ့တော့စစ်တပ်ရောစစ်ထွက်ရောခဏလေးနားစီချင်တယ်ကျွန်တော်ကတော့တာမန်ပြည်သူတွေနော်ပြည်သူစစ်တွေဥဆောင်တော့နိုင်ငံရေးကိုဦးစားပေးလိုက်မယ်ဟေ့ဆိုရင်ကျွန်တော်နိုင်ငံအခုလက်ရှိအခြေအနေတွေတော့အများကြီးပေါ့မตายရင်တော့မှပဲမတူညီတဲ့ပုံစံတစ်ခုကိုကျွန်တော်တို့မြည်ဆန်းကြည့်လို့ရမယ်ထင်တယ်ပေါ့နော်မင်္ဂလာကောင်မောင်အမှန်တွေပြောလို့အားပေးပါတယ်လေးစားပါတယ်ရှင့်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနော်ဗမာတွေစီလုံးတင်ပါပြီရဲ့နှစ်ဖက်စလုံးစီလုံးချင်းပေါ့ဗျာနော်စီလုံးချင်းနဲ့ကွဲလွဲချင်းစီလုံးတာလဲကျွန်တော်တို့ကမှန်ကန်စွာစီလုံးဖို့လိုတယ်မမှန်ကန်တဲ့စီလုံးချင်းတွေဟာဖက်စစ်စနစ်ပုံစံမျိုးဖြစ်သွားစေတယ်နော်အဲ့တော့မှန်ကန်စွာစီလုံးရမယ်ကွဲလွဲလို့ရတယ်ကွဲပြဲလို့မရဘူးကွဲပြဲခြင်းကိုကျွန်တော်တို့လက်မခံဘူးကွဲလွဲရမယ်ညီမတွေကွဲလွဲလို့ရတယ်ဘာမှမဖြစ်ဘူးစီလုံးချင်းဆိုတာလဲသတိထားပြောမှရမယ်မလိုလားတဲ့စီလုံးမှုဩဇာအာဏာတစ်ခုအောက်မှာစီလုံးခြင်းအမိန့်တစ်ခုအောက်မှာစီလုံးခြင်းဟာအနေရရှိတယ်
နော်လူမျိုးစု identity တစ်ခုပေါ်မှာစီးလုံးခြင်းရလဲအန်ရရှိပါတယ်လွတ်လပ်စွာကွဲလဲခွင့်ရှိရပါမယ်နော်စစ်တုံးမန်းတွေကိုဘုံကျဲတာဘယ်လိုမြင်လဲသုံးသပ်ပေးပါကိုမောင်းတဲ့စစ်တုံးမန်းတွေဘုံကျဲတာနဲ့ပတ်သက်လာလို့ရှိရင်ပုပ်ပွင့်လင်းလင်းပြောရရင်ပေါ့နော်လေရင်နဲ့ဘုံသွားကျဲပြီဆိုလို့ရှိရင်သူတို့မှလည်းအထောက်ထားတွေနဲ့သွားကျဲတာပါအဲ့တော့လေဝေဟင်ကနေမြေပြင်ကိုမြင်နိုင်သလားဆိုတဲ့ခါကျတော့လေမြင်နိုင်တဲ့ထောက်ထားတွေရောရှိသလိုမမြင်နိုင်တဲ့ထောက်ထားတွေလည်းရှိတယ်အဲ့တော့အခုစစ်တုံးမန်းတွေကိုကျဲပါတယ်ဆိုတာကတော့တစ်ဖက်ကပြောတဲ့စကားလေးနော်နောက်တစ်ခုကအဲ့တော့အခုချိန်မှာသတင်းစားသုံးတဲ့နေရာမှာနှစ်ဖက်စလုံးမြင့်မြတ်တစားသုံးစေခြင်းတယ်အဲ့တော့အေးတွေတကယ်ရှိရသားနဲ့ကျဲခံလိုက်ရလားမရှိဘဲနဲ့စစ်တုံးမန်းတွေကိုကျဲသွားတာဆိုတော့ကျွန်တော်တို့ခင်ဗျားတို့အားလုံးကမသိနိုင်ဘူးလေနော်မသိနိုင်တဲ့အတွက်ကြောင့်မို့လို့ချုပ်နေရမှာဒေါသမူဝါဒအဖြစ်ဒေါသထွက်ပိုင်ခွင့်ရှိတယ်မူဝါဒအဖြစ်ဟုတ်တယ်လေစစ်တုံးမှန်ရှိတဲ့နေရာတို့စေးရုံစေးကန်းတို့ဟလာနေအိမ်တို့ရက်ရွာတို့ဆိုတာဘုံကျဲမယ်ဆိုမူဝါဒအဖြစ်လုံးဝဆန့်ကျင်ရမှာဖြစ်တယ်ဒါပေမဲ့တော့စိတ်သက်ခံစားမှု emotional ဘိုင်းဆိုင်ရာကိုထိန်းမှာဘာကြောင့်လဲဆိုလို့ရှိရင်အခုကပျောက်ကြားစစ်ရဲ့နှဆိုင်မှုစာရှိသေးတာဟုတ်နော်အဲ့တော့ဒီနေရာတွေဟာတကယ်ပဲတစ်ဖက်လက်နက်ကင်အဖွဲ့အစည်းကလည်းစစ်နေရာဖြစ်အသုံးပြုနေတာလားတကယ်ရောစစ်တုံးမန်းတွေရှိရလားစစ်တုံးမန်းဘယ်နှယောက်ရှိပြီးတော့စစ်သားကဘယ်နှယောက်သူတို့ရဲ့ဒီပေါ့လက်နက်ကိုင်ရဘယ်နှယောက်ရှိနေဆိုတော့ဒါတွေကဂဂနနာသိဖို့ရလို့တဲ့စစ်ရဲ့သဘောတရားအရဒေါသဖြစ်မယ်ဆိုလို့ရှိရင်လည်းသတိလေးနဲ့ဖြစ်ပါဒါပေမဲ့မူဝါဒအားဖြင့်ကျွန်တော်လည်းစန့်ကျင်တယ်ဆိုတော့ကျွန်တော်ကတော့စစ်တုံးမန်းရှိတဲ့နေရာကိုကျဲတာဟာကျွန်တော်မူဝါဒအားဖြင့်လုံးဝစန့်ကျင်ရမှာဖြစ်ပေမဲ့ကျွန်တော်ရဲ့ emotional ခံစားချက်ကတော့အဲ့လောက်ထိရရှိမှာမဟုတ်ဘာကြောင့်လဲဆိုလို့ရှိရင်အရာဖြစ်နိုင်တဲ့တိုင်းတာတွေရှိရတယ်နော်တစ်ဖက်တဲ့သတင်းစားသုံးမှုကိုရှောင်ပါနော်သတင်းတစ်ဖက်လုံးစားသုံးပါလို့ပြောချင်တယ်အဲ့ဒီပေါ်မှာအခြေခံပြီးတော့တေချာလေ့လာစေချင်ပါတယ်ဘယ်သူအုပ်ချုပ်မှလဲတဲ့ကိုရေးတဲ့ဘာသာတိုင်းကကောင်းတဲ့သူရှိသူမကောင်းတဲ့သူရှိပါရဲ့ဗျာအားလုံးကအတူတူပါပဲတဲ့ဥဝေယပြောတယ်နော်ဟုတ်ကဲ့ပါမြန်မာလူမျိုးတွေအဓိကစိတ်ဓာတ်တွေအများကြီးပြုပြင်ရအောင်ပါမှန်ပါတယ်စင်ကျင်ုံတရားပေါ့နော်ကျွန်တော်မြန်မာပြည်သားတွေကြားထဲမှာစိတ်ဆိုးလေဒေါသထွက်လေတာလေးသတိထားရမယ်နော်ကမောင်းနဲ့မြန်မာတွေမညံ့ညပါဘူးတော်မနေရမယ်တော်လို့တဲ့လေးစားတယ်ပြရတယ်ခံယူချက်နဲ့စိတ်သက်ကိုကျေးဇူးအများကြီးတင်ပါတယ်ကိုထားအောင်ဟုတ်ကဲ့ပါနော်ကမောင်းနဲ့ကိုစောဘိန်းနဲ့ပြောတဲ့စကားတွေအရန်ကြိုက်တယ်ပြရတယ်အမြဲနားထောင်တဲ့အကိုကြီးတဲ့ရာစုနော်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါနော်မင်္ဂလာပါရာစိကအလ္လာဟုတ်ကဲ့မင်္ဂလာပါကမောင်းနဲ့မင်္ဂလာပါနော် The duckling that wasn't tidy before. ကျေးဇူးများတင်ပါလားဘာဖြစ်ဖြစ်ပြည်သူတွေကိုတဲ့ပြည်သူတွေလိုအပ်တာပြည်သူကိုတဲ့အေချမ်းတိုးတက်မျှတအောင်လုပ်ပေးမဲ့အစိုးရပါပဲပြည်သူတွေအေချမ်းတိုးတက်မျှတဖို့အစိုးရဆိုတာလေပြည်သူကလိုက်ဖို့လည်းလိုတယ်ဆိုတော့ကျွန်တော်ကခေါင်းဆောင်ရဲ့နောက်မှာပြည်သူမရှိဘာမှလုပ်လို့မရအခုခေါင်းဆောင်ကဥမင်းအွန်လိုင်းမတော်ဘူးလို့ဆိုတော့သူလောက်ကင်မုံနေဆက်ဆက်ရကျွန်တော်ကြည့်ရမစိုးပါဘူးရေချင်းရှိပါတယ်ဒါပေမဲ့ခတ်တာကသူ့ကိုပြည်သူလက်မခံတာဆိုတယ်ပြည်သူလက်မခံတာကိုတွေ့ကပ်ပြီးနေတဲ့ခါကျတော့ပြည်သူမလိုက်နိုင်ဘူးပြည်သူမလိုက်တဲ့အတွက်ကြောင့်မလို့ तू ကဘလောက်ကြီးပဲလှုပ်ဘလောက်ကြီးပဲကောင်းသူ့ကိုဘယ်သူမှလက်ခံမှာမဟုတ်အဓိကပြည်သူလက်ခံဖို့လို့တယ်ပြည်သူလက်ခံလို့ရှိရင်အရာဟာအဆင်ပြေနိုင်တယ်အခုတော့တို့ခေါင်းဆောင်မဦးမင်းအွန်လိုင်းသူ့ကိုသူခေါင်းဆောင်လို့ခေါင်းဆောင်ဆိုတာမျိုးကပြည်သူထောက်ခံမှုမရှိအဖွဲ့အစည်းရဲ့ထောက်ခံမှုမရှိကုတ်ကက်နေတဲ့ခေါင်းဆောင်မျိုးအဲ့တော့ခေါင်းဆောင်ကောင်းမရှိဘူးခုလောလောဆယ်မြန်မာပြည်ရဲ့ခေါင်းဆောင်ကောင်းမဟုတ်တယ်လို့စစ်မှန်တဲ့ခေါင်းဆောင်မဟုတ်ဘူးပေါ့မတရားကိုယ့်ရဲ့ဘယ်လိုခေါ်မလဲဆိုတော့မတရားမှုများစွာနဲ့ခေါင်းဆောင်လို့ပြောရမှာပေါ့နော်အဲ့တော့ခေါင်းဆောင်ကောင်းမရှိတာပါအဓိကကြာပါတယ်နော်ကမောင်မန်နေပြောတော့သတိထားနေအောင်တဲ့ဒါကတော့ဘယ်တက်နိုင်မှာဗျာနော်မီးစာတစ်ဖက်ရေမုတ်တစ်ဖက်လားကိုမောင်တဲ့မီးစာတစ်ဖက်ရေမုတ်တစ်ဖက်လားဆိုတဲ့ခါကျတော့မီးရောရေရောဟာသူ့ညာနဲ့သူအသုံးချမယ်ဟေးဆိုလို့ရှိရင်တန်ဖို့ရှိပါတယ်နော်အဲ့တော့မီးလည်းရှုပ်နေစရာမလိုရေလည်းလောင်းနေစရာမလိုဘူးနော်မီးမြင်မီးလို့ပြောမှာဖြစ်တယ်ရေမြင်ရေလို့ပြောမှာမီးလိုအပ်တဲ့ချိန်မှာမီးရှိရမယ်ရေလိုအပ်တဲ့ချိန်မှာရေရှိရမယ်အဲ့တော့အမှန်တရားကိုချင့်ချိန်သုံးသပ်နိုင်ဖို့အရန်ကိုအရေးကြီးတယ်ဘယ်ဘက်ချမ်းကိုပဲထောက်ခံဘာပဲလုပ်နေအရန်ကြီးအဆုံးမရောက်စင်နဲ့နော်အရန်ကြီးအဆုံးမရောက်စင်နဲ့ခင်ဗျားတော်လန်ရေးပဲလုပ်စစ်သားပဲလုပ်အရန်ကြီးအဆုံးမရောက်စင်နဲ့အမှန်တရားနှစ်ဖက်စလုံးမှာရှိတယ်အဲ့တော့နှစ်ဖက်စလုံးအမှန်တရားကိုအမြင်အောင်မကြည့်နိုင်တဲ့များကာလာပတ်လုံးငါလေငါထိုးကဒိုးရောက်ဆိုတဲ့ပုံစံမျိုးနော်ပကိုးရောက်ဆိုတဲ့ပုံစံမျိုးဖြစ်နေလို့ရှိရင်ဘယ်သူတော့မှအကျိုးမရှိဘူးခင်ဗျားမှန်နေပြီဆိုအကျိုးမရှိအဲ့တော့အမှန်တရားကိုအဆုံးမရောက်စင်နဲ့နော်အဲ့တော့ကိုဒေါသတွေမပါစေနဲ့လို့ပြောချင်တယ်နော်
ညီမတိုင်းသားတွေထဲမှာတဲ့ကရင်လူမျိုးကိုအညိုးဆုံးပဲတဲ့ကော်တူလေးနိုင်ငံတဲ့လားနော်တဲ့ဟုတ်ကဲ့ပါနော်အဲ့တော့စကားပြောလို့သိကောင်းတယ်နော်မိမိကိုယ်ကိုမိမိပြန်သုံးသပ်မှုအားနည်းနေတယ်မြင်ပါတယ်အေးပေါ့ဝေမန်ကြံပြုတ်မှုတိုင်းကိုတဲ့နော်ဟိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြန်သုံးသပ်ပါမယ်နော်ပြန်ပြီးဆက်လက်ပြီးတော့အားနည်းနေရဆိုလို့ရှိရင်ကျွန်တော်ဆက်လက်ပြီးတော့လေ့လာကြည့်ပါမယ်အခုပြောနေတဲ့အချက်ကိုအကြိုက်ဆုံးပဲကိုမောင်ပြောတာအမှန်တယ်တဲ့နော်အနေပဲဖြစ်အစိမ်းပဲဖြစ်ဖြစ်ငါတို့အားလုံးလူကျင်တာအေးချမ်းတဲ့အရာသာတိုးတက်တဲ့အနာဂတ်လေးကွာတဲ့ဒါပေါ့ဗျာဒါပေါ့နော် Star Stone နဲ့ကြိုးသားမြနော်လေအဲ့တော့ပြောနေရလေးအရန်ကြိုက်တဲ့ကိုမောင်နဲ့ဟုတ်ကဲ့ပါနော်အဲ့တော့စကားပြောလို့သိကောင်းတယ်ပြောပြပါအောင်တဲ့ကိုမောင်ရေးတဲ့ထိုင်းရေးကိစ္စဘယ်လိုမြင်လဲတဲ့ယူသားရဲ့လားတဲ့ထိုင်းရေးကိစ္စတော့ယူသားပါတယ်ဒါသူ့ဟာသူဖြစ်ပျက်နေတဲ့အတိုင်းတာဖြစ်တယ်နော်ဒါတွေကကျွန်တော်ထိုင်းမှာမဟုတ်ဘူးအမေရိကကိုနော်အမေရိကကိုနိုင်ငံသားတွေအများကြီးဝင်လာတဲ့အခါမှာအမေရိကန်လူမျိုးတွေရဲ့ဌာနေပေါ့နော်အရင်တည်းကရောက်ရှိနေတော့ကြိုတင်ရောက်ရှိနေတဲ့အမေရိကန်လူမျိုးတွေရဲ့စန့်ကျင်မှုတွေကိုရင်ဆိုင်ရတယ်လို့ပဲထိုင်းမှာထိုင်းလူမျိုးတွေရဲ့စန့်ကျင်မှုကိုရင်ဆိုင်ရတယ်ဆိုတာကဒါအံ့ဩစရာမဟုတ်ဘူးပုံမှန်လင်းလင်းပြောလိုက်မယ်နော်ထိုင်းလူမျိုးတွေအဲ့လူမျိုးသားမြန်မာပြည်မှာလာပြီးမြန်မာပြည်သားတွေအလုပ်တွေကိုယူမယ်ဟလားမြန်မာပြည်မှာဒါမျိုးတွေနေမယ်ဟလားသူတို့ရဲ့ပုံစံတိုင်းနေမယ်ဟဲ့ဆိုလို့ရှိရင်လက်ခံမယ်တဲ့လားတို့မြန်မာပြည်သားတွေကဝေးမကြည့်နဲ့ဗျာဥမာပြည့်ခင်ဗျားတို့သတ်မှတ်ထားတဲ့ဘင်္ဂါလီပေါ့ဗျာနော်ဘင်္ဂါလီမွတ်စလင်တွေကိုကိုယ်နိုင်ငံမဟုတ်ပါဘူးဆိုပြီးတော့အဲ့ချိန်မှာပဲခင်ဗျားတို့ဘယ်လောက်ထိဒေါသထွက်ကြလဲအဲ့တော့ကိုချင်းစာတက်ရမယ်လीနော်အဲ့တော့ဘာလို့ရမလဲကိုရီးယားစီယိုရင်းကောင်းရမယ်ရေရောမီရောကိုမောင်းစီမှာရှိနေတာသိတယ်တဲ့အတုံးချတတ်မှုကိုကြိုက်တယ်တဲ့ကိုမောင်းနဲ့ရက်တီမှုကိုလေးစားပါတယ်အဲ့ပေါ့လောကအတွက်အကောင်းဆုံးကိုကျွန်တော်တို့အခုဦးမင်းအွန်လိုင်းပြောသွားစကားတစ်ခုရှိတယ်အားလုံးသိမှာပါမြန်မာပြည်မှာပေါ့နော်ဒါမျိုးတွေခစ်တွေပျက်စီးနေရမတိုးတက်ဘူးဆိုတာသူပြောတဲ့ပုံစံရပေါ့အတန်းပညာတွေမတိုးတက်လို့တဲ့မဟုတ်ပါဘူးခေါင်းဆောင်ကောင်းမရှိလို့ပါစစ်မှန်တဲ့ခေါင်းဆောင်မရှိလို့ပါနော်ခေါင်းဆောင်ကောင်းမရှိတဲ့အတွက်ကြောင့်မို့လို့နောက်လိုက်တွေအားလုံးကပျက်စီးနေတာဖြစ်တယ်နိုင်ငံကိုဥဆောင်နိုင်တဲ့ခေါင်းဆောင်ကောင်းမရှိပါဘူးသူကိုယ်တိုင်ခေါင်းဆောင်ကောင်းမဟုတ်လို့မြန်မာနိုင်ငံပျက်စီးနေတာလို့ပြောရပုံမှန်တယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့နော်သူကိုယ်တိုင်ခေါင်းဆောင်ကောင်းမရှိဘူးခေါင်းဆောင်ကောင်းရည်ချင်းမရှိဘူးအဲခေါင်းဆောင်ကောင်းတယောက်ဆိုတာကစီယုံရေးအဆက်ဆက်ရပါစီကန်းလိုက်နိုင်စီကန်းဆိုတာသူ့မှာကြားထားပါတော့ပြည်သူတွေကြအတန်းပညာနည်းတယ်ဆိုတဲ့ခါကျသူကြတော့အတန်းပညာရှိရင်ရှိလိမ့်မယ်သူကသူရောစီကန်းလိုက်နာမှုရှိလားစီကန်းလိုက်နာသူ့ကိုချက်ချင်းထောက်ပြမယ်ဗျာစစ်ဥပဒေအဖြစ်လိုက်နာလားတခါတည်းတက်တန်းကုန်တဲ့ဟာတက်တန်းကိုဟိုဘယ်လိုခေါ်မလဲနှစ်ပေါက်တော့ရိုက်ပြီးတော့တက်တန်းတိုးရတယ်အဲ့ဒီမှာနေမဲ့သူ့ရဲ့အကျင့်ဝတ်သိက္ခာဘာမှလဲသွားလိုက်ပြန်ပြီနော်အခြေခံဥပဒေအပြည့်သူအာနာသိန်းနဲ့အာနာထိန်းတယ်ဆိုတဲ့အခါတခုမှမညီတာလေသူ့အတန်းပညာနဲ့သူလုံနေဆောင်ရတဲ့အခါသူကိုယ်တိုင်အတန်းပညာမရှိတာဖြစ်နေတယ်ဟုတ်လားအဲ့တော့နောက်တစ်ခုအခုလက်ရှိလုံတင်များအရာတွေအားလုံးဟာလဲသူယူထားတဲ့ယာဒူးနဲ့အခြေခံဥပဒေနဲ့ချိန်ကြည့်လိုက်မယ်ဟေးဆိုလို့ရှိရင်လည်းနှစ်ပေါက်တစ်ပေါက်ရိုက်ပြီးတော့ခေါင်းဆောင်ကကလပန်ထိုးပြီးတော့နော်ကလီကမာဖြစ်နေမှာတော့တနိုင်ငံလုံးကလီကမာတွေဖြစ်ကုန်တာဟာခေါင်းဆောင်ကောင်းမရှိလို့ပါမြန်မာနိုင်ငံမှာခေါင်းဆောင်ကောင်းရှိရင်မြန်မာလူမျိုးတွေကနော်ဟိုပညာဆိုတဲ့နေရာမှာမြန်မာလူမျိုးတွေပညာမနှဲပါဘူးမြန်မာလူမျိုးတွေကတခုပဲရှိတယ်မြန်မာလူမျိုးတွေကအရန်ရိုးသားလွန်းတယ်မဟုတ်မခံစိတ်အရန်များတယ်နော်ပြီးတော့ရန်ပြင်းထန်တယ်ပေါ့ဘယ်လိုခေါ်မလဲရန်ရိုးသားလွန်းတာပါရိုးသားလွန်းတယ်ရိုးသားလွန်းတဲ့အတွက်ကြောင့်မို့လို့မြန်မာလူမျိုးတွေနည်းနည်းအခက်အခဲရှိတယ်ဒုက္ခရောက်နိုင်ပေမဲ့အဓိကတော့ခေါင်းဆောင်ကကလီကမာဖြစ်နေတာနော်ခေါင်းဆောင်ကကလီကမာပါသူရဲ့ခေါင်းဆောင်မှုအသုံးမကျတာပါခဏမေးချင်တာရှိစကားပြောတယ်ခဏနေတင်ပေးပါမယ်ခဏတောင်းနော်ဘာကြောင့်ဆိုတော့ခေါင်းဆောင်ဆိုတာပြည်ဒီဘယ်လိုခေါ်မလဲနိုင်ငံကခေါင်းဆောင်ရာထူးကိုဒါမျိုးလက်နက်နဲ့ဝင်ယူတဲ့ခေါင်းဆောင်နဲ့ပြည်သူလူထုကရွေးချယ်တင်ပြတဲ့ခေါင်းဆောင်မတူဘူးပြည်သူကသူတင်တဲ့ခေါင်းဆောင်ရှိလို့ရှိရင်ခေါင်းဆောင်လည်းကောင်းတယ်ပြည်သူကလည်းလိုက်နိုင်တယ်ဆိုဒီနိုင်ငံမတိုးတက်ပဲမနေပါဘူးဟိုကခေါင်းဆောင်ကလည်းမတရားဝင်ယူတဲ့ခေါင်းဆောင်ပြည်သူကလည်းမခံချေစိတ်တအားကိုကြီးပြီးတော့ရိုးသားတဲ့ပြည်သူဆိုတဲ့ခါကျတော့နိုင်ငံကခေါင်းဆောင်ကတလန်းသွားပြည်သူကတလန်းသွားဖြစ်နေတဲ့ခါကျတော့ဒီနိုင်ငံဘလို့မှအတက်လို့မရတော့နော်အဲ့တော့ကျွန်တော်နိုင်ငံခေါင်းဆောင်ကောင်းလို့နေပါတယ်ခုခေါင်းဆောင်ကောင်းလဲအခုကျွန်တော်နိုင်ငံမှာကနောက်တစ်ယောက်ထပ်ပေါ်လာဖို့ကမလွယ်ဘူးဖြစ်နေတယ်နော်
ကိုမောင်ရေးတဲ့ထိုင်းရဲကိုပြစ်တဲ့အကြောင်းလေးရှင်းပြထိုင်းရဲကိုပြစ်တဲ့ကိစ္စကလည်းမိသွားပြီလေနော်ထိုင်းနိုင်ငံမှာကဒါမျိုးလက်နက်တွေဘာတွေရှိတာကအခုမှမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဒီပေါ့နေဆက်ဒေသမှာလက်နက်ကင်တွေရှိပါလေလက်နက်ကင်တွေအနေနဲ့ဒီဘက်မှာလာနေတဲ့အဖွဲ့တွေမှာတချို့လက်နက်ကင်တာရှိတယ်ဒါပေမဲ့အခုလိုမျိုးပေါ့စီးမဲ့ကမ်းမဲ့တော့မဟုတ်ဘူးရှိတယ်လက်နက်ကလွယ်လွယ်လေးထိုင်းနိုင်ငံမှာဟိုတုန်းကဆိုကျွန်တော်တို့ဘတ်5-6ထောင်ဆိုတနက်တလိုက်ရပါတယ်ကြည်စံလဲဘလောက်မှမရှိပါဘူးเนาะဟိုကမဲဆောက်လိုနေရမျိုးဆိုပိုတော်မှည8နာရီ9နာရီလောက်ဆိုအပြင်မှာထွက်တာကောင်းတယ်ဟိုတုန်းကတော်တော်ခစ်ဆိုးခဲ့တဲ့အချိန်ရှိတယ်အဲ့တော့လက်နက်ကင်ကောင်းဆောင်တွေဒီဘက်မှာလာနေရသူတို့ကလက်နက်တွေထိရှိကြတယ်เนาะမွေးစေကိုင်းတွေသူတို့မှလက်နက်တွေရှိတယ်အကုန်လုံးရှိကြတယ်ဒါပေမဲ့တော့ဒါမျိုးရုပ်ပြက်ဆင်းမဲ့မဖြစ်သွားဆိုတာကတော့ဘာလဲဆိုလို့ရှိရင်ဟိုတုန်းကလူတွေကစီးနဲ့ကန်စီကန်းရှိလို့ပြောလို့ရတယ်အခုခေတ်ဒီပေါ့လူငယ်တွေကပြောရမယ်ဆိုဒါစီကန်းမရှိခြင်းပေါ့ဗျာစီကန်းမရှိခြင်းနဲ့ဆိုင်သွားတယ်เนาะဟိုတုန်းကလည်းလက်နက်ကင်တွေမှာမဲဆောက်မှာအများကြီးပါပဲเนาะအဲ့တော့ဘာတွေဖြစ်လဲဆိုလို့ရှိရင်အကောင်းဆုံးကစီကန်းအခုနောက်ပိုင်းလူငယ်တွေစီကန်းတော်တော်ကြီးကိုထိရမယ်ထိုင်းအောင်ရောက်လာတဲ့သူတွေเนาะလက်နက်တွေကင်တာပုံရှုဝက်ရှုမူကြီးစေဝါလောက်တာဟိုအရင်တည်းကလည်းရှိတယ်အခုလည်းရှိတယ်ထိုင်းရဲကိုပတ်စံပေးနိုင်ထိုင်းတော်မှာပြန်တက်နေတဲ့သူတွေအများကြီးရှိတယ်เนาะဟိုထိုင်းရဲကိုတနက်နဲ့ပြတ်တက်တာရရှိတယ်အခုခေတ်ကကြတော့ social media ခေတ်ဆိုပို့ပြီးတော့ပေါ်တာပေါ့ဗျာเนาะကျေးဇူးတင်ပါတယ်အခုကတောင်းတက်ထားရတဲ့သူတွေရှိရเนาะစကားခဏပြောအောင်